ဟုတ်တယ်မြန်မာလူမျိုးတွေဟာခင်တတ်တယ်မင်တတ်တယ်ဘယ်လောက်ထိအောင်မြန်မာလူမျိုးတွေရရောတော့ဆိုလို့ရှိရင်ကိုတောင်မစားပဲနဲ့ကိုအငတ်ခံပြီးသူများကိုကျွေးနိုင်တဲ့လူမျိုးတွေလေ hospitality ဆိုတာအဲ့ဝတ်ချေတဲ့လူမျိုးမြန်မာလူမျိုးကနေ့ထိအောင်ဒီစိတ်ဓာတ်မပြောက်သေးဘူးတခါတော့က British ခေတ်မှာ British တယောက်ထမရဲ့မြန်မာလူမျိုးတွေရဲ့စိတ်ကို Spirit of a People ဆိုတဲ့စာအုပ်တော့ရှင်းတော့ရေးထုတ်ထားတာရှိတယ် Spirit of a People မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်အမှန်တမ်းထူးဆန်းတယ်ဘာတွေ့တော့ဆိုမြန်မာပြည်မှာအတော်အသင့်ချမ်းသာတဲ့လူတယောက်ဟာအမှန်တန်ကြီးမားတဲ့ကျောင်းကြီးတစ်ဆောင်ဆောက်ပြီးတော့လှူထားတယ်ဖျားကြီးတွေလည်းတည်ထားတယ်ဒါပေမဲ့သူ့အိမ်သွားကြည့်လိုက်လို့ရှင်တမန်အိမ်ကလေးဖြစ်နေတယ်သူကောင်းကောင်းမနေပဲနဲ့ကျောင်းကောင်းကောင်းဆောက်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့အဲ့ဒါသူတို့အနေနဲ့ဘယ်လို့မှစဉ်းစားလို့မရဘူးဘာဖြစ်လို့တော့ဆိုတခြားလူမျိုးတွေဆိုတာကိုယ့်အတွက်သာအရင်စဉ်းစားတာမြန်မာလူမျိုးတွေကကိုယ့်အတွက်မစဉ်းစားဘူးလူဘိုတန်းဖို့ဒါနကောင်းမှုပြုတဲ့အခါမှာကိုယ်ရှိတာတဲ့တောင်ပို့ပြီးတော့လူကြတန်းကြတယ်အဲ့ဒါလို့မြတ်မြတ်တဲ့စိတ်ဓာတ်မျိုးတွေရှိတာဒါမြန်မာရဲ့ယဉ်ကျေးမှုလို့ပြောမှာတခြားလူမျိုးတွေမှာမရှိတဲ့စိတ်ဓာတ်မျိုးပဲအဲ့ဒါမြန်မာယဉ်ကျေးမှုပဲ generosity ပေါ့မြန်မာလူမျိုးတွေရဲ့ဒီရဲ့ရောမှုစိတ်ဓာတ်မေတ္တာကိုအခြေခံပြီးတော့ပေါ်ပွားလာ